ဒီနေ့တော့ရိုးရှင်းနဲ့အောင်သမင်းချက်နီးလေးချက်စားပြပါတယ်သူနဲ့တွဲစားတာတော့ချီလီဆော့ကြက်ကြောပါနော်အောင်သမင်းချက်မယ်ဆိုရင်သမင်းကိုပုံမှန်တိုင်းပဲချက်ရမှာပါဒါပေမဲ့ရေကတော့3ကျိုးကို2ချိုးထည့်ပါတယ်ပုံမှန်သမင်းချက်နေတဲ့ရေကို3ကျိုး2ချိုးထည့်ပါတယ်ပြီးရင်တော့ပုံမှန်ပေါင်းဦးနဲ့သမင်းချက်နေတိုင်းချက်ပါတယ်ပြီးသွားတဲ့ခါကျလို့ဆိုရင်အုံနို့ပါနော်အုံနို့ဒါတစ်ခါကျက်နှုတ်စီဘူးလေးလုံးတော့အုံနို့200မီလီလီတာထည့်ထားပါတယ်အုံနို့ကိုတကြားနဲ့စားနဲ့ဖြောပြီးသွားတဲ့ခါကျရင်ထမင်းရေခမ်းကနေကိုထည့်ပါမယ်ထမင်းရေခမ်းကနေကိုထည့်ပြီးတော့မှွေပါမယ်ဒါမီးမတက်သေးပါဘူးထမင်းကိုမစီလေးနည်းနည်းလေးထည့်တယ်ပေါ့နော်ကူလိုမျိုးလေးအုံနို့နဲ့ထမင်းနဲ့နှက်ဆက်အောင်မှွေပြီးသွားတဲ့ခါကျရင်ထမင်းကိုပိတ်ပြီးတော့ဆက်ချက်ပါမယ်ထမင်းကိုမိတက်သေးထိဆက်ချက်ပါမယ်မိတက်သွားပါပြီမိတက်သွားတဲ့ခါကျလို့ဆိုရင်နော်အုံထမင်းမှွေလေးရပါတယ်အုံထမင်းမှွေလေးပါ